မင်္ဂလာပါဗျာဒီနေ့မတ်လ16ရက်ဖြစ်တယ်ပေါ့နော်အီရန်နိုင်ငံသတင်းဌာနအနေနဲ့တင်ပြတယ်အမေရိကန်ကလည်းတင်ပြတယ်နောက်အစ္စရေးဘက်ကလည်းတင်ပြတယ်ပေါ့နော်အဲ့ဒီအလုံးပေါင်းပြီးကြည့်တဲ့အခါမှာကျွန်တော်တို့ဘာတစ်ခုတော့တွေ့ရလဲဆိုတော့ War is not only being fought with missiles, but also with propaganda, rumors, and AI-generated videos on the internet. ဘောပြပါအတိုင်းပဲစစ်တိုက်တွေဆိုတာမစ်ဇိုင်းတွေနဲ့တိုက်ကြတယ်လက်နက်တွေပေါ့နော်နောက်တစ်ခုတိုက်တာကကြတော့အဲ့ထဲမှာခုန propaganda လို့ခေါ်တဲ့ကြွေးကြော်တန်တွေပေါ့နော်ကြွေးကြော်တန်တွေနဲ့တိုက်ကြတယ်နော်အင်းတွေအားတွေနဲ့ကြွေးကြော်ကြတယ်ပေါ့နော်မီဒီယာတွေနဲ့ကြွေးကြော်ကြတယ်ပေါ့နောက်တစ်ခုကြတော့ rumor ဆိုတဲ့ကျွန်တော်ကောလာဟာလာသတင်းတွေဖြန့်ချီပြီးတိုက်ကြတယ်ပေါ့နော်အဲ့လိုမျိုးတွေတိုက်ကြတယ်နောက်တစ်ခုကကြတော့ဘာတွေနဲ့တိုက်ကြလဲဆိုတော့ AI တွေနဲ့တိုက်ကြတယ် AI ဆို internet တွေအသုံးပြုပြီးတော့ပေါ့နော်ဘာသူဘက်ကနိုင်နေကိုဘက်ကနိုင်နေအဲ့ဒါတွေနဲ့တိုက်ကြတယ်ဒါခေတ်သစ်စစ်ပွဲပေါ့ပထမဦးစွာအီရန်နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ပြောတာက we never asked for any ceasefire ပေါ့နော်အပြစ်ကရစိဘရောင်းတောင်းဆိုထားတာမဟုတ်ဘူးတဲ့ဒါသူဘက်ကပြောတာပေါ့နော်ခုနကျွန်တော်ပြောလို့ပဲ Israel ကပြောရရှိတယ် American ဘက်ကပြောရရှိတယ် and then we have never asked for negotiation ပေါ့နော်ညှိနှိုင်းမှုလည်းဘယ်တော့မှတောင်းဆိုထားတာမရှိဘူးပေါ့နော်စတဲ့အချိန်တင်းငယ်တွေကပြောမယ်ဆိုလို့ဆိုရင် Iran ဆက်ပြောတာကသူတို့အနေနဲ့ဒီ US နဲ့ Israel ကတိုက်နေတယ် continue attacks in Iranian city တွေတိုက်နေတယ်16 days ပေါ့နော် a death toll in Iran years 1500လောက်ရှိပြီပေါ့1500လောက်နီးပါးလောက်တော့တည်ဆုံးတယ်လို့သတင်းကဖော်ပြဆက်တယ်ပေါ့နော်အခုဖော်ပြပါအကြောင်းအရာမှာ Israel ကပြောတာက Iran demands end to US Israel strike ပေါ့နော် Iran တောင်းဆိုနေတာတဲ့ဒီ demand end ဆိုတာပြီးဆုံးဖို့တောင်းဆိုတာတဲ့ before ceasefire talks ပေါ့ပြစ်ခဲ့ရစေးမတိုင်ခင်ဆွေးနွေးမှုမတိုင်ခင်မှာပေါ့နော်ဒါပြောတယ်ပေါ့နော်အဲ့တော့ဆက်ပြောတာအောက်ချိန်မှာဒီ Iran ဆိုအနေနဲ့ Israel နဲ့ US ကနောက်ဘယ်တော့မှ will နော် in the future မှာဒီ ceasefire ကိစ္စပြီးသွားရင်မတိုက်ခိုက်ဘူးပေါ့နော် neither Israel nor US ဆိုတဲ့နှစ်နိုင်ငံလုံးကမတိုက်ဘူးပေါ့အဲ့ခုနဆွေးနွေးမှုမှာပါဝင်မယ်ပေါ့ဟောပြပါရဆိုလို့ရှိရင်ကျွန်တော်တို့ကသူတို့ပြောနေပါတယ် I don't think they are ready တဲ့သူတို့ကအစင်းသင်းမဖြစ်သေးဘူးပါဘူးတဲ့ they are getting pretty close ပေါ့တော်လေးကနီးကပ်လာပြီတဲ့အောက်ဖော်ပြပါအကြောင်းအရာမှာ Transels Iran wants to negotiate badly ပေါ့အသေးအတန်ပေါ့နော်သူတို့ negotiate လုပ်ချင်နေပါတယ်တဲ့ကဲနောက်ပါပြောမလဲပေါ့နော်အဲ့လိုမျိုးတွေရှိတယ်ဗျာ demand ပြီးတော့ help from NATO တဲ့ NATO စီကလည်းသူကအကူအညီတောင်းထားတယ်ဒီ homo ကိစ္စပေါ့နော်အဲ့ဒါလေးကတော့နောက်တစ်ပိုင်းပေါ့ကျေးဇူးတင်ပါတယ်ဗျာမင်္ဂလာနေ့လည်းခင်ဗျာဒီနေ့ဂျူဘိုင်းလေစိတ်တက်ခတ်ခံရပြန်ပြီဗျနော်စီလန်ကန်ကိုထပ်ထိတယ်ပေါ့လေစိတ်ကထိပြီးတော့နော်ဘောပြပါအကြောင်းအရာတွေကဂျူဘိုင်းရဲ့လက်ရှိအနေအထားကတော်တော်အခြေအနေဆိုးနေပေါ့နော်အမေရိကန်နဲ့ဆက်ဆက်တဲ့ဟာတွေအစ္စရေးဆက်ဆက်တာအကုန်လုံးသူကဖြိုဖျက်မယ်ပေါ့အဲ့အတွက်ကြောင့်သူကဝန်ထမ်းတွေလုပ်ငန်းတွေပြောင်းရွှေ့ကုန်တယ်အဲ့ဒီပြောင်းရွှေ့မှုတွေထဲမှာဒီလုံးဝအမိုက်စာကားတွေပါတယ်ဗျာနော် evacuation လုပ်တဲ့ထဲမှာ Porsche တို့နော်ဟုတ်တဲ့ Ferrari တို့အိုက်ကားတွေလည်းပါတယ်တဲ့ဟိုအလန်းတွေသူတို့လည်းပြောင်းရွှေ့ရတယ်ပေါ့အဲ့တော့ဒူဘိုင်းရဲ့အခြေအနေဘာကြောင့်ဆိုးတာလဲဆိုလို့ရှိရင်သူရဲ့ဒီစီးပွားရေး GDP ပေါ့နော်ဝင်ငွေကဘန်ဒါရေးပေါ့ဒီကဘန်ဒါရေးမှာစနစ်ရှိနေတယ်ပေါ့နော် trade ကုန်သွယ်ရေးမှာလက်ရှိဘန်ဒါရေးဒီ finance နဲ့ trade မှာအဲ့ဒီဘဏ်တွေလုပ်ငန်းတွေပေါ့နော်ပြစ်မယ်လို့ပြောတိုက်ခိုက်မယ်လို့ပြောတဲ့အခါကျတော့မကာလည်းမကာကွယ်နိုင်ဘူးဟုတ်နော်မကာကွယ်နိုင်ဘူးဒါကြောင့်လုပ်ငန်းတွေကလုံးဝပြောင်းရွှေ့ကုန်တယ်အဲ့တော့ဒူဘိုင်းဆိုအနေနဲ့ဆိုရင်ဘယ်လိုပြောလဲဆိုရင်သတင်းတွေရှောက်တင်တာပေါ့နော်ရှောက်တင်တဲ့အဲ့ဒီအဓိပ္ပာယ်လွဲမှားစေတယ်ဆိုလို့ရှိရင်အဲ့ post ကိုအရေးယူမဲ့အနေထားထိတောင်ဒါကြီးညာတယ်ဆိုတဲ့သတင်းတွေကတခုကောင်းလို့ချက်ပါဒါကြောင့်ဒူဘိုင်းကတော်တော်အာယုံနောက်နေရတယ်ပေါ့နော်သူ့ကိုတိုက်ခိုက်တဲ့မစ်ဇိုင်းပေါင်းကဆို268တောင်ရှိတယ်နော်လက်နက်ပေါင်းပြီးတော့ cruise missile တွေကကြတော့15เนาะ drone ပေါင်းဆိုရင်ဒါ1500ကျော်ပေါ့သူအတိုက်ခံနေရတယ်เนาะသူဘလိုင်းအတိုက်ခံနေရတယ်ပေါ့เนาะဘာလို့လဲသူကအမေရိကန်နဲ့စီးပွားရေးလုပ်နေလို့တဲ့အဲ့တော့ပင်လယ်ကွေ့နိုင်ငံအားလုံးကအမေရိကန်နဲ့လုပ်တဲ့အတွက်ကြောင့်အကုန်လုံးစီးပွားဖြို့မယ်ပေါ့ဒါကြောင့်ဒီတကယ်ဘောစီတွေနေတဲ့အထက်အမြင့်တွေပေါ့เนาะအဲ့ဒါတွေတိုက်ခိုက်ခံရတယ်အဲ့တော့အဲ့ဒီတထေးတွေအကုန်လုံးပြောင်းပြေးကုန်ပြီပေါ့ဘလို့ဟိုတယ်တွေလုံးဝဇိမ်ခံဟိုတယ်တွေတိုက်ခိုက်ခံတယ်ဒါကြောင့်သူကကာကွယ်ရေးအပိုင်းတွေကိုလုပ်နေရတယ်ဒါကြောင့်မို့ပြန်တိုက်ခိုက်ရနေကာကွယ်ရေးအဆင့်လောက်ပဲသူလုပ်နိုင်သေးတယ်เนาะဘာမှလုပ်လို့မရသေးဘူးအာယုံနောက်နေတယ်ပေါ့နော်
Iran ကဆက်ပြီးတော့ expanding ဒီ target တွေထပ်ပြောတာကဆိုနီးပညာ company တွေလည်းပါတယ်ဒါဒီပင်လယ်ကွေးနိုင်ငံတွေနဲ့ဆက်ဆက်တဲ့နိုင်ငံတွေအကုန်လုံးဒီ company တွေနဲ့ဆက်ဆက်တာတွေလည်းတိုက်မယ်ပေါ့ဆိုတော့အဲ့တော့တကယ်ဒီမှာလုပ်တဲ့လုပ်ငန်းတွေဝန်ထမ်းတွေပိုင်ဆိုင်မှုတွေအားလုံးလောဆယ်မှာပိတ်ထားတဲ့အနေထားဒူဘိုင်းနဲ့အခြားပင်လယ်ကွေးနိုင်ငံတွေလည်းလားတူပဲလုံးဝ Iran ကိုကြောက်နေရတဲ့အနေထားဖြစ်တယ်ပေါ့ဒါကြောင့်စီးပွားရေးတွေလုံးဝထိခိုက်တယ်ကမ္ဘာနဲ့ဝန်ထိခိုက်နိုင်တယ်ပေါ့ဒါကြောင့်မို့ပြောင်းရွှေ့မှုတွေအများအပြားရှိတယ်ပေါ့အခြားဗီဒီယိုမှာပြန်တွေးလို့ရနိုင်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာGood morning today is 16 March ပေါ့နော်အခုတော့ဒီနေတယာဟုရဲ့ဗီဒီယိုတွေထွက်ပေါ်လာပြီခင်ဗျားကတဲ့ TV လို့ပြောနေတော့ online မှာတဲ့ငါ့ကို copy တောင်းနေတယ်ပြပြောမလဲတဲ့ပြီးတော့ခင်ဗျားတို့ကျွန်တော်ရဲ့လက်ချောင်းကိုရည်ချင်သေးလားတဲ့ဒါ copy sign မှာပြောတာ count my fingers တဲ့နော်အဲ့တော့တနေ့သမားကဗာမေးလဲဆိုတော့ခင်ဗျားဗာပြောချင်သေးတဲ့ဗီဒီယိုလူတူကိုဆိုနေ go out ဒီဘုံခိုခြင်းနဲ့ပြင်ထွက်ပါတဲ့လေကောင်းလေတန်းရှူပေါ့နော်ဒါပေမဲ့ဘုံကိုချင်းအနီးနားမှာပဲ stay near bone shelter ပေါ့အဲ့မှာပဲနေပါဦးတဲ့ we will afflict restrictions when possible at best ပေါ့နော် we can နဲ့ငါတို့အနေနဲ့အကောင်းဆုံးဖြစ်နိုင်သမျှအချိန်မှာငါတို့ဒီ restriction တွေပေါ့ကန့်သက်မှုတွေကိုငါတို့ထပ်ပြီးတော့ပြောပါမယ်ပဲလိုအပ်လို့ရှိရင်ပြောမယ်ပေါ့နော်လောလောမှာတော့တတိနဲ့နေဖို့တော့ပြောပါတယ်နော်အခုတော့ငါဒီနေ့မှာ Iran တွေကိုငါတို့ချနေပါတယ်ပေါ့နော်ပြီးတော့ Lebanon နဲ့ငါတို့ချသမနေတယ်လို့ပြောတယ်ပေါ့နော်ဗီဒီယိုထဲမှာတော့သူပြောထားတွေ့ရ מת על קפה, אתה יודע מה? אני מת על העם שלי. איך הם מתנהגים, פנטסטי. אתה רוצה לספור את מספר אצבעות? אתה יכול להראות לנו? פה. פה. ראית? יפה מאוד. לחיים. משהו של המסר לאנשים שיוצאים ומתאווררים? לצאת להתאוורר, אבל ליד מרחב מוגן. ותודה לך על הקפה, הוא מצוין. אני לא יודע לגבי הקלוריות, זה נראה לי מסוכן מאוד. Good morning. Today is 16 March 2026. U.S. officials predict quick end to Iran war when the Iran sells it can less force. U.S. ဒီကတော့ဒီစစ်ပွဲကို quick end အမြန်ပြီးကျင်တယ်ပေါ့နော်။ဒါပေမဲ့ Iran အနေနဲ့ကတော့ဒီ less force ဒီရန်သူကိုပို့ပြီးကြာရှည်အောင်လုပ်ချင်တယ်ပေါ့နော်။ဒါကတော့ဘာကြောင့်လဲဆိုလို့ U.S. ကအတိုင်းလုံးဖြစ်စီးပွားရေးကိုပြက်စီးအောင်သူလုပ်မယ်ပေါ့။ဒါမှသူကဒီဘက်ကခံထားရတဲ့ဟာကကြည့်မယ်လို့ယူဆတယ်ပေါ့နော်။ Iran holds the key to reopening global energy markets ပေါ့ Iran က reopening စီးပွားရေးကိုပြန်ဖွင့်ဖို့ဆိုလို့ရှိရင်သူ့မှာအဓိကသူက key ကိုခြင်ထားတဲ့လူဖြစ်တယ်ပေါ့နော်အဲပြောစင် it depends on Iran ပေါ့ Iran ပေါ်မှာအဓိကကြာနေတယ် not American ပေါ့နော်ဆက်ရဲပြောရရင်တော့ဒီဟော်မိုရင်လည်းကြာပိတ်ပေမဲ့နောက်တစ်ခုကထပ်ပိတ်လိုက်ရင်တော့ကဘာကြီးကတော်တော်တိုင်ပတ်သွားမယ်အနေထားရှိတယ်ပေါ့နော်အဲ့တော့ဒီ Yemen sells it may shut the strategic Gulf Mandab Strait ပေါ့နော်ဒီရေလက်ကြားကိုသူတို့ကပိတ်ကောင်းပိတ်နိုင်နေတဲ့ and support of Iran ပေါ့ Iran ကိုထောက်ခံတဲ့အနေနဲ့အဲ့တော့ဒီဒါလည်းထူးထူးခြားခြားပဲเนาะကုန်းမြေတွေနဲ့ရေဆက်ပြီးတော့ဒီနားမှာရေလက်ကြားနှစ်ခု straight နှစ်ခုဖြစ်နေတာပေါ့နော်ဒီ morning today is 16 March in this picture is likely the real image တဲ့เนาะတကယ်အစစ်ဖြစ်နိုင်တယ်ဆိုပြီးတော့ဒါကိုကတရင်နေပေါ့နော် according to these images Vladimir Putin and whether it is right or not I'm not sure เนาะအဲ့တော့တင်လာပုတ်ဖြစ်လာဆိုမတေးချဘူးပေါ့နော်ဒါပေမဲ့Netanyahu's death has been confirmed เนาะconfirm ဆိုတာကအတည်ပြုထားတယ်တည်ဆုံးသွားပြီလို့တည်ပြုထားတယ်နောက်တဲ့ picture အခုမှာတော့ဒီ Russia force ကအဲ့ဒါထပ်တင်တယ် a big victory for the world เนาะဒါကဘာအတွက်အောင်ပွဲအကြီးပဲเนาะအောင်ပွဲအကြီးပေါ့เนาะအဲ့လိုလည်းရေးတာတွေ့ရတယ်ဗျနောက်တစ်ခုကတော့ breaking officially Netanyahu his wife and his defense minister as a New York when he got away when he had been killed နော် had been killed ဒါဆိုကာကွယ်ဝင်ကြီးပါတိကျပါတယ်ဆိုတော့သူလည်းပျောက်ဆုံးနေနော်တည်ဆုံးပြီးတော့ယူဆနိုင်တယ်ပေါ့နော် in Iranian strikes တဲ့နော် Iranian picture ပေါ့နော်နောက်တစ်ခုက Iran TV ရတဲ့ valid တဲ့ဒါတော့လုံးဝမှန်တယ်လို့ပြောတယ် Netanyahu was killed
along with his brother တဲ့သူရဲ့ညီလဲပါဟိုတလုံးကညီဆုံးတာတော့အမှန်ပဲတရင်ထုတ်ပြန်တယ်နော်6 generals ဟိုချုပ်ကြီး6ယောက်လဲပါတယ်ပေါ့အဲ့ထဲမှာကာကွယ်ဝင်ကြီးတွေပါလားမပါလားမပြောနိုင်ဘူးCelebrator Netanyahu post video တဲ့ continuing fingers ပေါ့နော်လက်ချောင်းလေးပြနေတဲ့ video ပေါ့နော် to counter how many fingers are there ပေါ့အဲ့ဒါလေးလည်းပြောနေကြပေါ့ဒါတွေကတော့ because of this but that claims ပေါ့နော်တေးပြီလို့ပြောနေကြတယ်ပေါ့နော်နှစ်နိုင်ငံရှစ်ဖြစ်နေတယ်ဆိုတော့ဒါလက်နက်တွေကဘောလုံးတွေမှမဟုတ်တာနော်ထိရင်တော့တေးကြမှာပဲဒါရှစ်ဖြစ်တဲ့တဘာဝတွေပဲနော်အဲ့တော့ပျက်စီးနေတယ်ဆိုလို့ရှိရင်အခုဆိုကဘာဝန်းနဲ့ထိခိုက်နေတယ်ပေါ့နော်ဒါတော့ဘယ်ရမှမကောင်းပါဘူးကျေးဇူးတင်ပါတယ်